ကြီးဆိုလို့ရှိရင်ချစ်ကိုလည်းတအားမယုံကြည်နဲ့လူတွေကလှည့်ကားတတ်တယ်။ဘီရင်ကိုလည်းတဆုံးမယုံကြည်နဲ့လောကကြီးကလှည့်ကားတတ်တယ်။အချစ်ကိုအလွန်ယုံကြည်ပြီးတော့သူ့မျက်နှာတစ်ကဘာဆိုတဲ့လူတွေကလည်းလောကကြီးမှာရှိပါတယ်။ဒီလိုလူတွေကပဲအများဆုံးဒေသခံရခြင်းဖြစ်ပါတယ်။ဒါကြောင့်လောကီရေးရအကူအညီများနဲ့မိမိချစ်ရတဲ့လူကိုပြန်ခေါ်ကြတယ်။ကောင်းကြီးပမြင်တွေဖြစ်နေတော့မှသူတို့အတွက်အကူအညီရနိုင်ဖို့အတွက်အားကိုးကြပေမဲ့ဒီလိုလူတွေစီကနေပြီးတော့တောကတွေကိုထပ်ဆင့်ကျူနေကြတဲ့လူတွေကလည်းလောကကြီးမှာအများကြီးရှိပါတယ်။ဒါကြောင့်ပဲလောကီပညာနဲ့လောကီဆရာမတွေကိုမယုံကြည်တဲ့လူတွေကလည်းဒီနေ့တည်ရှိနေတာပါ။ဒါပေမဲ့ဆရာစစ်မှန်နဲ့တွေ့တဲ့လူတွေကတော့မိမိကိုယ်တိုင်ဘယ်တော့အားထားရလဲဆိုတာကိုပြောပြဖို့မလိုပါဘူး။လောကကြီးမှာကိုမမြင်ဘူးမကြားဘူးဆိုတာနဲ့ပဲဒီအရာကိုမရှိဘူးဆိုပြီးတော့သတ်မှတ်လို့တော့မရပါဘူး။လောကီရေးရာကူနဲ့ဒီလိုမျိုးပြန်လဲပေါင်းစည်းသွားတဲ့သူတွေကရောဘာကြောင့်ရှိနေရတာလဲ။ရှင်းလင်းတဲ့အဖြေကတော့တစ်ခုလေးပဲရှိပါတယ်။အဲ့ဒါကတော့သင်ကိုယ်တိုင်တက်ပြီးနားလဲတဲ့ဆရာအစ်စ်မှန်ကိုရှာတွေ့ဖို့ပြောလို့တာပါ။ဗီဒီယိုနဲ့သုံးမြုံကြည့်တဲ့ဒါဆိုရင်တသက်စာရရာတွေကဘာကြောင့်ထွက်လာရတာလဲဒီလိုမျိုးမေးခွန်းမမေးခင်မှာကျွန်တော်ကိုယ်တိုင်အရင်ဆုံးဖြေပေးပါမယ်ကျွန်တော်တို့ရဲ့နေတဲ့နန်းတဲ့နေနဲ့ကံမြင့်ဖို့လက်ဖွင့်ဖို့အတွက်ဘယ်လမှာတော့မလုပ်ရမယ်စသဖြင့်12လရာသီပတ်လုံးလှုပ်ဆောင်ရတဲ့အရာတွေကိုတသက်စာရရာလို့ခေါ်ပါတယ်သို့သောမိမိတို့လှုပ်ဆောင်နေတဲ့အကျိုးကြောင့်ဖြစ်ပေါ်လာခဲ့တဲ့အတိုက်တွေအခိုက်တွေပြီးကံစားတာအနှိမ့်မြင့်ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားလိမ့်ရှိပါတယ်ဒါကြောင့်မိမိတို့လှုပ်ဆောင်နေတဲ့လုပ်ငန်းပေါ်မူတည်ပြီးတော့3လတော့တစ်ကြိမ်သို့မဟုတ်6လတော့တစ်ကြိမ်မိမိရဲ့ကံစားတာကိုစစ်ဆေးဖို့လိုအပ်ပါတယ်အခုကြည့်နေတဲ့လူတွေကရောမိမိရဲ့ကံစားတာကို3လတစ်ကြိမ်သို့မဟုတ်6လတစ်ကြိမ်စစ်ဆေးကြလားဆိုတာကို comment လေးမှာပြောသွားပေးပါအောင်ကြအားလုံးပဲကျမ်းမာချမ်းသာပြီးတော့ကံကောင်းတဲ့နေ့ရက်လေးဖိုင်တိုင်ပါလေးလို့ဆုတောင်းပေးရင်းနဲ့ဒီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ